ဂျူလီယက်စီဇာကပြည်သူလူထုအတွက်ကိုအရန်ကောင်းတဲ့ခေါင်းဆောင်တအုပ်ဖြစ်ခဲ့တဲ့အပြင်နာမည်သိမ်းပိုက်တာတွေနိုင်ငံရေးတွေးခေါ်မှုတွေနဲ့အတူတမိုင်းမှာလူတွေမေးပစ်လိုက်လို့မရတဲ့လူသားတစ်ယောက်ဖြစ်လာခဲ့တာပါဒီလူက Roman Republic ရဲ့နောက်ဆုံးသောအာဏာရှင်ဖြစ်လာပြီးတော့ Roman Empire ရဲ့အနာဂတ်ကိုလမ်းဖောက်ပေးခဲ့တဲ့သူပါဂျူလီယက်စီဇာကတော့လက်ရုံးရည်နှလုံးရည်နဲ့တို့ကိုပြည့်စုံပြီးတော့ပို့ပြီးတော့အရေးကြီးတာကအရန်ကုန်မှာဩဇာအာဏာပါဝါကြီးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူကပြည်သူတိုင်းရဲ့အရန်ကုန်မှာချိုင်းနှစ်တက်ပြီးတော့တန်ဖိုးထားခြင်းကိုခံရပေမဲ့တစ်ဖက်မှာတော့သူ့ကိုမနာလိုပြီးတော့မလိုလားတဲ့သူတွေကလည်းရှိနေခဲ့ပါတယ်ဒါကတော့သူ့ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်သူ့ကိုတော့ဇူလိုင်12 TRPC အချိန်ရောမမြို့မှာမွေးဖွားခဲ့တာပါသူ့ရဲ့မိဘနှစ်ပါးကလည်းတာမန်လူတွေမဟုတ်ကြပါဘူးသူတို့ကအရန်ကုန်မှာဩဇာရှိတဲ့မျိုးရိုးကလာကြတယ်လို့လည်းရေးမှတ်ထားခဲ့ကြပါတယ်သူ့ရဲ့နာမည်ကိုတော့စင်ကိုတက်တဲ့နာမည်ကနေစခဲ့တာလို့ပြောကြသလိုသူ့ရဲ့လုံးထွေးနေတဲ့စပင်ကစတာလို့လည်းပြောကြပါတယ်သူ့ရဲ့မိသားစုကတော့တာမန်လူရန်စားမဟုတ်ပဲနဲ့ဂုဏ်သတင်းရှိကြပေမဲ့ချမ်းသာတဲ့အထဲမှာမပါတဲ့အပြင်ကိုမှရောမနိုင်ငံရေးမှာလည်းဩဇာအာဏာရှိကြတဲ့သူတွေမဟုတ်ကြပါဘူးဒါပေမဲ့လို့အဖေကတော့မျိုးစားဖြစ်ပြီးတော့အမေကချမ်းသာတဲ့မိသားစုကလာတာဖြစ်တာကြောင့်အနေအစားချောင်ခဲ့ပါတယ်သူကတော့ငယ်ငယ်လေးနဲ့ကိုမှအမြန်ဆုံးကိုရင်ချက်ခဲ့ရပါတယ်အကြောင်းကတော့သူ့ရဲ့အဖေကသူ16နှစ်အရွယ်မှာရင်ကိုတေဆုံးသွားတာကြောင့်အိမ်တော်ဦးစီးတယောက်အဖြစ်ကိုမှအသက်မပြည့်သေးခင်မှာပဲစတင်ပြီးတော့တာဝန်ယူရပါတယ်ဒီအချိန်ရောမမှာတော့နိုင်ငံအတွင်းစစ်ပွဲတွေအဆက်မပြတ်ကိုမှဖြစ်ပွားနေပြီးတော့တွေးချောင်းစီးနေတဲ့ကာလပဲဖြစ်ပါတယ်သူရဲ့ဦးလေးကတော့ဒီစစ်ပွဲတွေရဲ့ဂျားတွေကနေတစားကန်တယောက်ဖြစ်ပြီးတော့သူကိုဂျူပီတာဖုန်ကြီးအဖြစ်နေရာကိုပေးထားပြီးတော့သူ့မဟာမိတ်ရဲ့သမီးတော်နဲ့ပါပေးစားခဲ့ပါသေးတယ်။ဒါပေမဲ့သူ့အတွက်အရာအလုံးစပြီးတော့ရုံရင်းပျက်စီးခဲ့တာကတော့သူ့ရဲ့ဦးလေးနဲ့မဟာမိတ်တွေဆစ်ရှုံသွားကြတဲ့ကစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကအရန်ကိုမှဆိုရတဲ့မျိုးစားဆူလာအုပ်ချုပ်တဲ့အချိန်ဖြစ်ပြီးတော့စီဇာရဲ့ယာလူကြီးကြောင့်အသက်အန္တရာယ်ရှိလာခဲ့ပါတော့တယ်။တိမကြခင်မှာပဲသူ့ကိုဖုန်ကြီးယာလူကနေကိုဖယ်ရှားပစ်လိုက်ပြီးတော့သူ့ရဲ့တရားဝင်ရရှိမဲ့အမွေတွေအကုန်လုံးကိုလည်းတိမ့်ပိုက်တာကိုခံလိုက်ရပါတယ်။သူ့ရဲ့အသက်ဆုံးရှုံးမှုကိုကြောက်တဲ့အတွက်ကိုသူဟာလည်းထွက်ပြေးပုန်းရှောင်နေရပါတယ်။ဒါပေမဲ့လို့သူ့ရဲ့မိကတော့ဆူလာကိုအားပေးတဲ့အဖွဲ့တွေကိုဝင်ပြီးသွားတဲ့နောက်မှာတော့ပုံခိုရာကနေကိုထွက်လာနိုင်ခဲ့ပါတယ်။သူကတော့ဆက်ပြီးတော့ပုံနေစရာမလိုတော့ပေမဲ့ဖုန်ကြီးမဟုတ်တော့ပါဘူး။ဖုန်ကြီးတွေကတော့စစ်ပိုင်းဆိုင်ရာမှာဝင်ပြီးတော့ပါခွင့်မရှိပါဘူး။အခုသူကအဲ့ဒီယာလူမရှိတော့တဲ့အတွက်ကိုစစ်တပ်ဘက်ကိုအာရုံလှည့်လိုက်တာပါ။ဒီချိန်ကအချင်းချင်းလုံးကျန်တက်ဖြတ်နေကြတဲ့ကာလပဲဖြစ်ပါတယ်။ဆူလာနဲ့ယင်းနေတာကြောင့်သူလည်းလုံးကျန်ခံရနိုင်ခြင်းများတာကိုသိနေခဲ့တာကြောင့်ရောမကမြန်နိုင်သမျှကိုမြန်မြန်ထွက်လာခဲ့ပြီးတော့အာရှတိုက်ထိပ်ကိုတင်ပိုင်မဲ့စစ်ပွဲကိုအတူတူလိုက်ပါဆင်နွှဲဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။သူကတော့နောက်ပိုင်းမှာတော့အရန်ကိုတာလုံးနဲ့လက်ရုံးရည်နဲ့တူတူသူ့ရဲ့စစ်ပွဲအောင်နိုင်မှုတွေကြောင့်နာမည်ရလာခဲ့ပြီးတော့သူ့ရဲ့ဘဝကိုဘယ်နေရာမှာနှိမ့်မြုပ်ရမလဲဆိုတာကိုပါသူသိသွားခဲ့ပါတယ်။ဒီစစ်ပွဲတွေကိုဆင်နွှဲနေတော့မှဆူလာတယောက်ကတော့လုံးကျန်ခံလိုက်ရပြီဆိုတဲ့သတင်းကသူ့စီကိုရောက်လာခဲ့ပါတယ်။ဆူလာမရှိတော့တာဖြစ်တဲ့အတွက်သူကလည်းရောမမျိုးကိုအန်နီရဲ့ကိကိပြန်နေနိုင်ပြီဖြစ်တာကြောင့်သူကတော့ဆဖူရာလို့ခေါ်တဲ့ရာဇဝတ်မှုတွေကအရန်များပြီးတော့လူချင်းချင်းကိုမှမုံကြတဲ့အနေတန်းစားရက်ွက်လေးမှာအိမ်ဝယ်ပြီးတော့နေခဲ့ပါတယ်။သူ့ရဲ့မွေတွေကလည်းအကုန်သိပ်ပိုက်ခံထားရတာဖြစ်တာကြောင့်ဘလူကြီးသူကချမ်းသာတဲ့သူလုံးဝမဟုတ်ခဲ့ပါဘူး။ဒီလိုမျိုးကြမ်းတမ်းတဲ့ဘဝမှာနေခဲ့ရတာကသူ့အတွက်အထောက်အကူဖြစ်လာမယ်ဆိုတာကိုအဲ့ဒီအချိန်မှာတော့သူမသိခဲ့ပါဘူး။ဆဖူရာမှာနေရင်းနဲ့ပဲသူ့ရဲ့ဘဝကရုတ်တရက်ကြီးကိုမှပြောင်းလဲသွားခဲ့ရပြန်ပါတယ်။သူ့ကိုအကျင့်ပြတ်ချစားနေတဲ့အစိုးရကိုဖြုတ်ချဖြစ်တဲ့သူအဖြစ်လူတွေကစပြီးတော့တည်လာကြပါတယ်။သူကတော့လူတွေကြားထဲမှာစကားကိုကြားလူကောင်းအောင်လုပ်ကိုလည်းပြောတတ်ပြီးတော့လူတွေကသူ့ကိုအခွင့်အရေးပေးလာအောင်လုပ်ရင်လည်းနောက်ဆုံးမှသူပဲအနိုင်ရရှိခဲ့ပါတယ်။သူပင်လယ်ကိုဖြတ်နေတဲ့အချိန်မှာပင်လယ်သမားတွေလက်ထဲအဖမ်းခံရတဲ့တဲ့တင်ကိုကြားသွားပြီးတဲ့နောက်မှာတော့လူတွေကြားထဲမှာပို့ပြီးတော့နာမည်ကျော်ကြားလာခဲ့ပါတယ်။အဖမ်းခံရတဲ့အချိန်မှာလည်းကြောက်တဲ့စိတ်လုံးဝမရှိခဲ့ပဲနဲ့သူ့ကိုလှုပ်ပေးဖို့ကိုတောင်းဆိုတဲ့ငွေပမာဏထက်သူကပို့ပြီးတော့တန်တဲ့သူဖြစ်အောင်လို့ပြောပြီးတော့မှတောင်းဆိုတဲ့ငွေကိုဒီထက်ပို့ပြီးတော့များစေဖို့ကိုပြောခဲ့ပါသေးတယ်။ငွေပေးချစ်ပြီးသွားတဲ့နောက်မှာလည်းသူ့ကိုပင်လယ်သမားတွေကလှုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လို့ဒီနေရာမှာရင်ပြီးဆုံးသွားတာမဟုတ်ပါဘူး။သူကတော့ပြန်ရောက်တဲ့အချိန်မှာသူနဲ့တူတူလိုက်ပါလာမဲ့သူတွေကိုစုဆောင်ပြီးတော့ပင်လယ်ထဲကိုခရီးပြန်ထွက်ကပေးတဲ့ဓမြတွေကိုလည်းထက်ရှာခဲ့ပါတယ်။အဲဒီနောက်မှာတော့ပင်လယ်ဓမြတွေကိုရောမမြို့ကိုပြန်ပြီးတော့ခေါ်လာပြီးတော့တေဂီတာတချင်းတန်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူကပင်လယ်ဓမြတွေကိုလည်းလေလီတက်ဖြတ်ခဲ့ပြီးတော့အာရှတိုက်ကိုစစ်ပွဲဆက်လက်ဆင်နွှဲဖို့ကိုထွက်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်မှာတော့ရောမမြို့ကိုပြန်လာခဲ့ပြီးတော့သူ့ရဲ့နိုင်ငံရေးဘဝကိုစတင်ဝင်ရောက်ခဲ့ပါတယ်။သူ့ရဲ့ဒီဘဝကအကောင်းစားကြီးပဲတော့မဟုတ်ပါဘူး။သူ့ရဲ့မိမနဲ့ကိုကွာရှင်းခဲ့ပြီးတော့အဲဒီနောက်မှာတော့မိမထက်ယူခဲ့ပေမယ့်နောက်မိမနဲ့လည်းထပ်ပြီးတော့ကွာရှင်းခဲ့ရပြန်ပါတယ်။အသက်38နှစ်မှာတော့သူကပိုလီဖန်မက်ဆီမန်ယာဒူးကိုရွေးကောက်ခံရဖို့အတွက်ကိုဝင်ရောက်ရှင်ပြန်ခဲ့ရပါတယ်။ဒီယာဒူးရဲ့အဓိပ္ပာယ်ကတော့ရုံမမျိုးဘာသာရေးရဲ့ခေါင်းဆောင်ဖုန်ကြီးလို့ကောက်ယူလို့ရပါတယ်။အဲဒါကတော့အရန်ကိုမှခက်ခဲရှုပ်ထွေးတဲ့ပြိုင်ပွဲဖြစ်ခဲ့ပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကလက်စားတွေလို့ဆွဆွဲခဲ့ကြပေမယ့်စီဇာကတော့အပြတ်သက်ကိုမှအနိုင်ရခဲ့ပါတယ်။အသက်42နှစ်မှာတော့သူကရောမမျိုးရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်နေရာကိုသူ့ရဲ့အာဏာကြီးမိတ်ဆွေတွေရဲ့အကူအညီနဲ့ကိုမှရရှိခဲ့ပါတယ်။သူနဲ့အဲ့ဒီတငယ်ချင်းနှစ်ယောက်ကမဟာမိတ်ဆွေဖွဲ့ခဲ့ပါတော့တယ်။အဲ့ဒီမဟာမိတ်မှာကတော့စီဇာပုံပြီးမာကက်တို့ပါဝင်ခဲ့ပြီးတော့အဓိကရည်ရွယ်ချက်ကတော့လူတစ်ယောက်ရဲ့အရန်ကိုမှအော်စာအာဏာကြီးသွားမှာကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီ၃ယောက်ကတော့တခြားသူတွေကိုမပြောဘဲလှုပ်ဝက်မဟာမိတ်ဖွဲ့ပြီးတော့အချင်းချင်းကိုညီရဲနဲ့အတူတူအော်စာအာဏာကြီးလာအောင်ကိုလုပ်ကြမှာလည်းဖြစ်ပါတယ်။သူရဲ့ခေါင်းထဲမှာအကြံတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့မြေယာတွေကိုပြန်လည်နေရာချထားဖို့ဖြစ်နေခဲ့ပြီးတော့မရှိစင်းရဲသားတွေအတွက်လည်းပါပါတယ်။ဒီအကြံကိုလက်မခံတဲ့သူရှိခဲ့ရင်လည်းအတင်းလို့ယူမှာပဲလို့သူကပြောခဲ့ပါသေးတယ်။ သူ
သူရဲ့လူနှစ်ယောက်ကလည်းအဲ့ဒီအကြံကိုလက်ခံခဲ့တာကြောင့်လူတွေကတော့သူတို့ရဲ့မဟာမိတ်ဖွဲ့ထားတဲ့အကြောင်းရင်းကိုရိပ်မိလာခဲ့ကြပါသည်။သူကတော့အောင်မြင်တဲ့သူဖြစ်လာခဲ့တာနဲ့အတူတူသူ့ရဲ့ရန်သူတွေကလည်းတဖြည်းဖြည်းပို့ပြီးတော့များလာခဲ့ပါသည်။များသောအားဖြင့်ကတော့အရာမအကြီးအကဲတွေကပဲဖြစ်ပါသည်။သူ့ကိုပတ်စံရှိလူရန်စားတွေရဲ့အန္တရာယ်တစ်ခုဖြစ်ကိုမြင်လာကြပြီးတော့မုန်းတိလာကြပါသည်။ဒါပေမဲ့သူကလူတွေရဲ့လေးစားမှုကိုရရှိထားပြီးတော့သူ့ရဲ့အတိုင်းဝင်တွေကလူတွေကလည်းချစ်ခင်တာကိုခံရပါသည်။သူ့ရဲ့မဟာမိတ်တငယ်ချင်းနှစ်ယောက်ရဲ့အကူအညီနဲ့အတူတူသူ့ရဲ့ဩဇာပါဝါအာဏာကလည်းတဖြည်းဖြည်းနဲ့ကိုမှပို့ပြီးတော့ကြီးမားလာခဲ့ပါသည်။ဒါပေမဲ့လည်းသူကတော့အခုချိန်ထိကိုမှချမ်းသာတဲ့သူမဟုတ်သေးပါဘူး။အကျွေးတွေတင်နေပြီးတော့အကျွေးချေဖို့စစ်ပွဲကိုဆင်နွှဲရင်းနဲ့ပတ်စံရှာဖို့ဆုံးဖြတ်လိုက်ပါသည်။သူရဲ့စစ်တပ်နဲ့အတူတူဥရောပတိုက်တစ်ခုလုံးကိုဖျက်ဆီးခဲ့ပြီးတော့လမ်းမရှိသမျှရန်သူတွေကိုလည်းတိုက်ခိုက်နိုင်ယူခဲ့ပါသည်။သူကတော့ဒီတိုက်ပွဲတွေနဲ့အတူတူနာမည်ပိုကျော်ကြားလာခဲ့ပြီးတော့သူ့ကိုလေးစားတဲ့သူတွေကလည်းပို့ပြီးတော့တိုးလာခဲ့တယ်လို့ပါပဲ။အရန်ကုန်မှာအာဏာရှိလာပြီလို့ထင်နေတဲ့ယာဒူးကြီးလူတွေကလည်းရှိလာခဲ့ပါသည်။ရောမမြို့မှာလည်းစစ်ပွဲတွေဖြစ်လာခဲ့ပြီးတော့သူ့ရဲ့သမီးဖြစ်သူကလည်းပုံပင်နဲ့လက်ထပ်ခဲ့ပေမဲ့လို့တာဖွားရင်းနဲ့တည်ဆုံတော့ခဲ့ရပါတယ်။နောက်ထပ်အမျိုးတစ်ယောက်ရဲ့ထိမ်းများပေးဖို့ကိုကမ်းလှမ်းခဲ့ပေမဲ့လို့အငင်းခံရပြီးတော့ပုံပင်ကသူ့ရဲ့နိုင်ငံရေးရန်သူနဲ့သမီးကိုလက်ထပ်ခဲ့တာကြောင့်သူတို့၃ယောက်ရဲ့မဟာမိတ်ကပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့သူကတော့ခက်ခဲတဲ့စစ်ပွဲတွေကိုတိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီးတော့လူမျိုးငယ်လေးတွေကရိုမန်နဲ့ရှင်တိုက်ခိုက်လို့မနိုင်ဘူးဆိုတာကိုသိလာခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့ကမဟာမိတ်တွေဖွဲ့ပေမဲ့လို့နောက်ဆုံးမှာတော့စီဇာကပဲအနိုင်ရရှိခဲ့ပါတယ်။သူကတော့လူမျိုးပေါင်း300ကျော်ကိုနိုင်ခဲ့ပြီးတော့မျိုးပေါင်း800ကျော်ကိုဖျက်ဆီးခဲ့ပါတယ်။အသက်50အရွယ်မှာတော့ပြဿနာတစ်ခုနဲ့ကိုတွေ့ခဲ့ရပါတယ်။ဒါကတော့ပုံပေကစီဇာကိုချက်ချင်းပြန်လာဖို့စပို့ခဲ့တာပါ။စီဇာကတော့သူ့ကိုလှုပ်ကြံကြတော့မယ်ဆိုတာကိုသိတာကြောင့်လူယုံနေငယ်လေးနဲ့အီတလီကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။စစ်ပွဲကတိတ်တောင်မှမကြားလိုက်ပဲနဲ့ပုံပေကစပိန်ကိုထွက်ပြေးသွားခဲ့ပါတယ်။အနောက်ကနေလိုက်ဖို့ဆုံးဖြတ်ပြီးတော့ရောမကိုလည်းအန်တိုနီလက်ထဲကိုထည့်ခဲ့ပြီးတော့စပိန်ကိုချီတက်သွားခဲ့ရပါတယ်။ပုံပေကတော့နေစနစ်အသာစီရခဲ့ပြီးတော့စီဇာရဲ့စစ်တပ်ကိုအစာရေးစာပြအောင်လုပ်ကိုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လို့ကြာလာတဲ့နေ့အမျှပဲပုံပေကအချင်းတွေဆိုးလာခဲ့ပြီးတော့စီဇာဘက်ကရိတ်ခါတွေကလည်းလမ်းမှာရောက်နေခဲ့ပါပြီ။ဒီလိုနဲ့စစ်ပွဲတွေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့အနိုင်ရခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့စီဇာကအီဂျစ်ကိုဝင်သိမ်းပြီးတော့ဒီနေရာမှာလည်းအနိုင်ရခဲ့ပြီးတော့ကလီယာပက်ထရာကိုဘယင်မမြောက်ပြီးတော့ချီရတဲ့သူတွေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အသက်55မှာတော့စီဇာကလူတွေရဲ့အားပေးမှုနဲ့လေးစားချစ်ခင်မှုတွေကိုအပိုင်ရရှိထားပြီးတော့အကောင်းဆုံးခေါင်းဆောင်အဖြစ်ကိုမှချီးမြှောက်ခါစားတာကိုရရှိထားပါပြီ။ဒါပေမဲ့လို့သူ့ရဲ့အာဏာနဲ့နာမည်ကျော်ကြားမှုတွေကရောမခေါင်းဆောင်တချို့ကိုမကြင်မနဲ့ဖြစ်စေခဲ့ပြီးတော့သူ့ကိုလှုပ်ကြံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူ့ကိုအစည်းအဝေးတစ်ခုစီကိုခေါ်ပြီးတော့ပြဿနာတွေဖြေရှင်းရမယ်လို့ထင်ပြီးတော့ရောက်လာတဲ့အခါမှာတော့မျိုးစားတွေကတော့ဓာတ်တွေနဲ့ကိုချက်ပေါင်းများစွာကိုဝိုင်းဝန်းပြီးတော့ထိုးတက်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဘရူတက်ကမြို့ကိုလှည့်လည်ပြီးတော့ရောမကလွတ်လပ်ပြီးဆိုပြီးတော့ကြေညာခဲ့ပါတယ်။စီဇာကတော့ရောမရဲ့အကောင်းဆုံးခေါင်းဆောင်တွေကတယောက်အဖြစ်ကိုရာဇဝင်သမိုင်းမှာကြန့်ရှိနေခဲ့ပါတော့တယ်။ကဲပရိသတ်တို့ရေဒါကတော့ကမ္ဘာအကောင်းဆုံးသိမ့်ပိုက်သူဒါမှမဟုတ်ရင်ဂျူလီယက်စီဇာလို့ခေါ်တဲ့သူ့ရဲ့ဘဝအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ဒီလိုမျိုးတင်ဆက်မှုလေးတွေကိုကြိုက်တယ်ဆိုရင်လည်းပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတွေလည်းပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။